Hello အားလုံးပဲမင်္ဂလာပါဟောကားလေဒီနေ့မှာတော့ဗီဒီယိုလေးမတင်ပြတာကြားတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးတင်ပြမှာပဲဖြစ်ပါတယ်အခုပြထားလေးကတော့သူကကြိုက်ချီကိုသွားပြပါလားဆိုလို့ကြိုက်ချီကိုသွားပြပါမယ်နော်โอเคအဲ့တော့ like ချဖို့တောင်းဆိုပါတယ်ဒီပေါ်တက်လိုက်မယ်နော်ဟောဒါနဲ့တက်ပြီးရင်ဘယ်ဘက်ကိုကိုရမှာနော် Cherry ចောင်းစာရင်းနဲ့မလို့ဗီဒီယိုလေးတွေမတင်ပြတာပါအတန်းကြည့်လိုက်ဒီအဲ့တော့စာရီကများလာတော့စာရီလုံးနေရလို့ပါနောက်ကြရင်တော့ဗီဒီယိုလေးတွေပုံမှန်တင်ပြပါမယ်ရင်လိုပဲအားပေးကြပါအောင်လို့ပြောချင်ပါတယ်နော်အဲ့လမ်းအတိုင်းပဲတက်တက်သွားလိုက်ပါသွားပြီးတော့ဘယ်ဘက်ကိုကွေးလိုက်ပါကွေးပင်တစ်ပင်လေးလေးပင်မှာလမ်းလေးတီးလေးရှိရပေါ့နော်အဲ့လမ်းလေးအတိုင်းကိုဆင်းလိုက်ပြီးဆိုရင်တော့ရောက်ပါပြီလမ်းလေးတေချာလေးမှတ်ထားကြပါလို့ပြောချင်ပါတယ်လမ်းလေးတွေကသွားရနည်းနည်းရှုပ်တယ်ပေါ့နော်ရောက်ပါပြီတော်တော်များများကဗီဒီယိုဘယ်လိုရိုက်တာလဲလို့မေးထားလို့ပေါ့နော်ဗီဒီယိုရိုက်တာကကြတော့ recorder ဆိုတဲ့ဟာလေးနဲ့ရိုက်တာပါဒီမှာပြပါမယ်ဒါလေးနဲ့ရိုက်တာပေါ့နော်ရက်လို့လည်းရတယ်သူကအဲ့လိုလေးပါအဲ့ဒါကိုမှ Play Store ထဲမှာ recorder လို့ရှာလိုက်အများကြီးပေါ်လာမှာပေါ့နော်အဲ့အများကြီးတည်းကမှကိုကြိုက်တဲ့ဟာလေးပြီးတော့ download ရပါတယ်ကြိုက်တီကိုရောက်ပါပြီအဲ့တော့ဒီမှာစန်တော်ရှင်နဲ့ကြိုက်တီယိုစေရီတဲ့တက်ကြပါမယ် Cherry တောင်းထားတာလေးကတော့ recorder လေးပေါ်အောင်လေးပါရောက်ပါပြီဒါကတော့ကြိုက်တီယိုစေရီပေါ့နော်ကြိုက်တီယိုရောက်ဖူးကြလားကြည့်လိုက်ပါလုံးဝတက်ပဲပါတယ်ဒီနားမှာဆိုရင်တော့ထိုင်ပြီးတော့ဒါလေးပါလေးထိုင်နာတို့ပါတော့အဲ့လိုဖျားကြော့တာလို့လုပ်လို့ရပါတယ်စေရီကိုသွားမကြည့်ခင်ဒီနားဟာလေးတွေကိုကြည့်မယ်ဒါအခေါင်းလောင်းထိုးလို့ရပါတယ်အလှဇေဒီတွေမှာရှိတယ်လို့မျိုးပဲမဇေဒီလေးပါတိုက်ချီကိုဘက်ကိုသွားပါမယ်ရှုခင်းလေးတွေကိုကြည့်လို့ရတယ်အနီးကလည်းဖူးမြော်လို့ရပါတယ်အောက်ကလေးဆေးပြီးပါရှိလေသွားကြည့်ကြမယ်ခရီးထင်တော့ဒါရှူခင်းကြည့်ရမယ်နေရာထင်တာဘာမှတော့မရှိဘူးဆိုတော့လေအပြင်အပေါ်ပြန်တက်ပြီးတော့သွားပါတော့မယ်ဒီဗီဒီယိုအတူလေးကိုကြည့်ရှုပေးရသူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်လည်း Cherry ဗီဒီယိုပုံမှန်တင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အားပေးကြပါအောင်လို့ပြောချင်ပါတယ် Cherry ရဲ့ channel အခုပြထားတဲ့ channel ကိုလည်း subscribe လုပ်ပေးဦးနော်သွားချင်တဲ့နေရာလေးရှင်လည်း monkey ပေးပါသွားလို့ရရင်သွားပြပါမယ်နော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ bye bye နောက် vlog ဒီမှာပြန်နေဆုံတွေ့ကြမယ်နော်